ဒီနေ့တော့ကျွန်တော်တင်ဆက်ပေးမှာကတော့မြန်မာဂီတလောကမှာစတိုင်အကျဆုံးနဲ့အတန်ပါရမီရှိဆုံးအဆိုတော်ကိုပြပါဆိုရင်တော့ကျွန်တော်အမြင်ကတော့ဦးစိန်ဝင်းထွန်းပဲဖြစ်ပါတယ်သူ့ရဲ့တခြင်းတွေကဒီနေ့ခေတ်ထိဘာလို့ဒီလောက်ထိမြူးကြွနေရတာလဲဆိုတော်ကြီးဦးစိန်ဝင်းထွန်းဟာဆိုရင်တခြင်းတွေကိုရိုးရိုးဆိုတဲ့သူမဟုတ်ပဲဝစ်စားစင်ရင်မှုကအစားစင်ပေါ်မှာအမှုအရာကအစုံစတိုင်အပြည့်နဲ့ပြည်သက်ကိုဖျော်ဖြေတတ်တဲ့သူလည်းဖြစ်ပါတယ်အဆိုတော်ကြီးဦးစိန်ဝင်းထွန်းရဲ့တခြင်းမြူးလေးတွေကိုကြားလိုက်ယုံနဲ့အလိုလိုနေရင်လိုက်ပြီးကားကျင်စိတ်ပေါက်သွားစေတာကလည်းသူ့ရဲ့ထူးခြားတဲ့ဖျော်ဖြေမှုတစ်ခုပဲဖြစ်ပါတယ်စိတ်ညစ်တဲ့မူသမားနဲ့အချစ်ယူဒီတခြင်းတဲ့ဘဝဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကနေယနေ့ချိန်ထိရေပန်းစားနေဆဲဖြစ်ပြီးဒီဘက်ခေတ်လူငယ်တွေပြန်လည်တည်ဆိုဖို့အတွက်ခက်ခဲစေတဲ့တခြင်းမျိုးစားတွေလည်းဖြစ်ပါတယ်ချိန်တွေကာလတွေဘလို့ပဲပြောင်းသွားပါစေဦးစိန်ဝင်းထွန်းရဲ့ထူးခြားတဲ့အတန်နဲ့ဆွဲဆောင်မှုရှိတဲ့စတိုင်ကတော့မြမဂီတလောကမှာအစားထိုးမရတဲ့ကန်ဝင်အဆိုတော်ကြီးတူဦးဖြစ်ထာဝရကြံရစ်နေမှာပဲဖြစ်ပါတယ်ခင်ဗျာဦးစိန်ဝင်းထွန်းရဲ့အမာခံပြည်သက်တွေကရောသူ့ရဲ့ဘဲတခြင်းတွေကိုအကြိုက်ဆုံးလဲဆိုတဲ့အမှတ်တရအနေနဲ့ကောမန့်မှာရေးသွားခဲ့ပါဦးဒီနေ့ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ